ဆိုပထမကျွန်တော်အနေနဲ့အားလုံးကိုကျေးဇူးတင်တဲ့အကြောင်းထပ်လောင်းမှပြောဆိုလိုပါတယ်ကျွန်တော်မြန်မာနိုင်ငံအခြေအနေကိုပြန်ကြည့်မယ်ဆိုရင်အခုတိုင်းဒေသဒေသအားလုံးနဲ့ကျွန်တော်တို့ကချင် state ကျွန်တော်တို့ကချင်ပြည်နယ်မှာနိုင်ငံရေးပြဿနာဖြစ်ပေါ်နေတယ်ဆိုတာမှအားလုံးကပြောဆိုကြတယ်ကျွန်တော် website တွေမှာနိုင်ငံရေးပြဿနာဆိုတာဘာပြဿနာလဲကျွန်တော်အဲ့ဒါဥစ္စာအမှန်ကျွန်တော်အနေနဲ့ပြောလို့ပါတယ်နိုင်ငံရေးအခုကျွန်တော်တိုင်းသားနဲ့ကျွန်တော်ကချင်ပြည်မှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးပြဿနာဟာအခုမှစခဲ့တာမဟုတ်ပါဘူး1940ခုလွတ်လပ်ရေးမရခင်ဘိုးချုပ်အောင်ဆန်းနဲ့ကျွန်တော်ကချင်တွေဟာပြည်လုံးမြို့မှာကျွန်တော်လက်မရေးထုတ်ခဲ့တယ်အဲ့လိုလက်မရေးထုတ်ခြင်းအဖြစ်ပြည်ထောင်စုဆိုတာပေါ်ပေါက်လာဖြစ်ပါတယ်အကယ်၍ကျွန်တော်ကချင်တိုင်းသားနဲ့အတူတူကချင်းရှားစားတဲ့အခြားတဲ့တိုင်းသားတွေဟာပြည်လုံးမှာကျွန်တော်တို့အတူတူကသဘောတူညီမှဗြိတိရှ်အနေပြီးတော့အတူတူကလွတ်လပ်ရေးယူမယ်ဆိုမှကျွန်တော်တို့လက်မမထိုးခဲ့ဘူးဆိုရင်ဒီနေ့ကျွန်တော်ဒီပြည်ထောင်စုဆိုတာယူနီယံတော့ဘာမှဆိုတာဖြစ်ပေါ်လာဖို့အကြောင်းဖြစ်ပါမရှိပါဘူးအဲ့ဒီချိန်မှာအင်္ဂလိပ်အစိုးရကပြည်လေဗမာကိုတတ်လွတ်လပ်ရေးပြီးမယ်ကချင်တွေကိုနောက်မှလွတ်လပ်ရေးပြီးမယ်နောက်မှဒီအဲ့ဒီမှာရှိတဲ့ဒီတော့ဘာမှဂဗနာဒေါ်မန်စပစ်ကိုတိုင်းဘာပြောလဲဆိုမင်းတို့ကချင်နေရင်းချက်မှုမရှိသေးဘူးနိုင်ငံရေး knowledge မှာလည်းမင်းတို့သိနေနေသေးတယ်ဒါကြောင့်မင်းတို့ကိုနောက်ထပ်10နှစ်ကျွန်တော်တို့ train လုပ်အောင်မယ်အဲ့ဒါပြီးမှမင်းတို့လွတ်လပ်ရေးယူပါဒီဘုရားအစမ်းနဲ့မင်းတို့ဘာမှလွတ်လပ်ရေးယူဖို့မလောပါနဲ့ဆိုမှသူကလည်းပြောဆိုခဲ့ပါတယ်ဒါပေမဲ့အဲ့ချက်ကမှကျွန်တော်ကချင်လူကြီးတွေဟာဘုရားအစမ်းရဲ့တည်ကြည်လေးစားမှုဘုရားအစမ်းရဲ့အပြောဆိုအမှုအရာပေါ်မှာယုံကြည်လေးစားမှဘုရားအောင်ဆန်းပြောတဲ့အတိုင်းပဲအတူတကွလွတ်လပ်ရေးယူမယ်ဆိုမှဆုံးဖြတ်ချက်ပေါ်မှာသူတို့ဒီဇိုင်းမှတန်တိတ်ထန်ချဆုံးဖြတ်ပြီးမှပင်လုံမှုမှာစာချုပ်ချုပ်ခဲ့ပါတယ်အဲစာချုပ်ဆိုတဲ့ထဲမှာကျွန်တော်တိုင်းသားသူတို့ဖြစ်ကျွန်တော်ကချင်လူကြီးတွေလက်မရေးထိုးတဲ့ခါမှာနံပါတ်1ချက်ပါပေါ်လဲဆိုတော့ရတင်တဲ့ရထိုက်တဲ့ကျွန်တော်တရားတာအခွင့်အရေးရရှိဖို့ကိုယ်ကံကြမ္မာကိုဖန်တီးဖို့စစ်မှန်တဲ့ Federal နိုင်ငံတည်ထောင်ဖို့ equality ဒီမှာရှိတဲ့အများစုဖြစ်တဲ့ဒီမြန်မာညီကိုများနဲ့ကချင်တရားတွေအားလုံးနိုင်ငံရဲ့စီးပွားရေးတရားစီရင်အားလုံးမှာညီမျှမှုရှိတဲ့ပြည်ထောင်စုရှိပါမယ်ဆိုမှကျွန်တော်ဘုရားအောင်ဆန်းကိုတိုင်းအဲ့ဒါတွေကိုဖော်ဆောင်ပေးမယ်သူပြောခဲ့ပါတယ်ဒါပေမဲ့ဘုရားအောင်ဆန်းသူ assassinate ခံရပြီးတဲ့နောက်မှာဒီဘုရားကိုတိုင်းပြောမှပင်လောစာချုပ်မှာလက်မရေးထိုးတဲ့အရာတွေဟာပေါ်ဆောင်မှုမပြုခဲ့ပါဘူးအဲ့ဒီအရာတွေဟာဘုရားအောင်ဆန်းကြဆုံးပြီးတဲ့နောက်မှာဝန်ကြီးချုပ်လုပ်ခဲ့တဲ့ဦးနူအဲ့တော့ဆိုမှနေဝင်းအဲ့ဆိုမှမောင်မောင်စောလွင်တားရွှေဒီတဲ့သိစေဒီအရာတွေကိုလက်ရှိအခြေအနေကြီးသူတို့ဒီအရာတွေကိုပေါ်ဆောင်နေမှုမရှိပါဘူးဒီအရာတွေဟာနိုင်ငံရေးပြဿနာဖြစ်ပါတယ်ဒီကတိလူဂတိဆိုတာတယောက်နဲ့တယောက်အားလုံးဂတိတည်ထားပြီးတော့အဲ့ဂတိပေါ်မှာသဘောတူညီရပြီးလားဆိုရင်အဲ့ဂတိသဘောတူညီရကိုလုံးဝအကောင့်ဖြစ်ပေါ်ရမှာဖြစ်ပါတယ်ဒါပေမဲ့မြန်မာတမိုင်းမှာဒီစစ်အုပ်စုတွေစစ်အာဏာယူတွေဟာတောက်လျှောက်ဒီဂတိဒီသဘောတူညီကိုဖော်ဆောင်မှုမရှိတဲ့တိုင်မို့နိုင်ငံရေးပြဿနာတွေဟာတိုင်းရင်းသားတွေမှာဖြစ်ပေါ်လာတယ်မြေပြမှာရှိတဲ့အများစုဖြစ်တဲ့ဗမာညီကိုနဲ့တိုင်းရင်းသားတွေတရားနဲ့တရားသူတို့ဖန်တီးတဲ့ပြဿနာတွေနားလည်မှုလွယ်မတာတွေရှိပါတယ်နားလည်တယောက်နဲ့တယောက်ယုံကြည်မှုဖြစ်လာတယ်တယောက်နဲ့တယောက်ဟောလာအမြင်ယုံကြည်မှုတွေဖြစ်ပါလေတယောက်နဲ့တယောက်နောက်ဆုံးရန်သူတဘောလို့မြင်လာတဲ့ဟာဒါတွေဟာတကယ်တော့ပေါ်ဆောင်တဲ့အရာကိုမပေါ်ဆောင်လို့နိုင်ငံရေးပြဿနာဒီစီအစိုးရကဖန်တီးတဲ့ပြဿနာကြောင့်ဒီနေ့အထိကချင်ဗမာတချို့နေရာတွေမှာဆိုကချင်ဆိုရင်တိုင်းရင်းသားနဲ့ကျွန်တော်ဗမာညီကိုတွေအချင်းချင်းကြားမှာတယောက်နဲ့တယောက်နဲ့ဆောင်ထိုးတဲ့အကြည့်မျိုးတွေတခုတည်းတချို့နေရာတွေမှာရှိတယ်ဒါတွေဟာအတိကစစ်အစိုးရပေါ်ဆောင်ပြီးမှမပေါ်ဆောင်လို့ဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာဖြစ်ပါတယ်ဒီပြဿနာဒီကဒီလိုတိုင်းသားအချင်းချင်းနဲ့ဘာမှအပြစ်မရှိတဲ့ပြည်သူလူထုကြားမှာပြဿနာဖြစ်တာနဲ့မပြီးသေးပါဘူးလက်ရှိအခြေအနေမှာကျွန်တော်ကချင်ပြည်နယ်မှာဘာဖြစ်နေလဲစစ်အစိုးရနဲ့ကျွန်တော်အဲ့လိုကချင်ပြည်နယ်ဒီပေါ်ဆောင်ပြီးမှပေါ်ဆောင်တင်တဲ့အရာမပေါ်ဆောင်နေတဲ့1962ခုနှစ်ကနေပြီးတော့1990ဒီနေ့အထိငင်းချမ်းရေးကိုကျွန်တော်တို့
လက်နဲ့အဖြစ်မဖြစ်ရှင်းပဲစပွဲပေါ်မှာငင်းငင်းချမ်းချမ်းနဲ့တရားအကျဉ်းလေးဆွေးနွေးမှာပို့ချအောင်ဆန်းဆန်းကလေးကချုပ်ဆိုတာရဲ့စာချုပ်ဒီပေါ်မှာဂတိဒီပေါ်မှာအခြေခံမှာတူကျုံကြီးကြောင်းနဲ့တရား mutual understanding တရားနဲ့တရားနားလည်မှုရှိမှာတရားနဲ့တရား mutual respect ရည်ချက်တဲ့တရားနဲ့တရားလေးစားမှုတွေပေါ်မှာမူတည်မှာစစ်မှန်တဲ့ပြည်တော်စုမှာအေးတူပုံနာပေါ်လေတော့ safe ပေါ်လေကိုယ်နဲ့ကိုယ်နာဆိုတဲ့ဟာတွေရှိတယ်ဒီဆောင်မှုကျွန်တော်ကချင်ကိုတည်းတော့ဒီညချစွာပေါ်ဆောင်အစရင်းပေါ် dialogue meaningful dialogue ကိုကျွန်တော်တောင်းဆိုတယ်နောက်ဆုံးပါပြီလားတောင်းဆိုဖို့အဲ့ဒါကိုသူတို့အနေနဲ့ဥပိ္ပခာပြုတယ်နောက်မှကျွန်တော်ကချင်နေတာဒီမှာအခုတည်းစစ်လဲနဲ့တင်နဲ့ထိုးစစ်ဆင်တယ်နောက်မှအခုဆိုပို့ဆိုးလာပါအခုနောက်ဆုံးအချိန်တွေကဘယ်လိုဖြစ်နေလဲကျွန်တော်ကချင်ပြည်နယ်ဒေသအရှိဖက်ချအောင်လို့သူတို့စစ်လက်နဲ့အင်အားတွေအင်အားဆက်အလောင်းကြီးထိုးချဲမှာအားဝကျွန်တော်ကချင်တွေကိုတိုက်ပွဲဆင်နေဖို့လောက်လာနေတယ်ပြစ်ချင်နေတယ်အခုမကြခင်နေပြန်တဲ့ဘက်ကဆိုပုံမှန်ပေါက်ပွဲတောင်နေကျွန်တော်ကချင်ပြည်ကမှာပေါ့လားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကချင်နေတဲ့တိုက်ပွဲကိုဒီစစ်ကိုဘလို့လားဘူးစစ်ရအနိထာယုံဟာဘလောက်ဒီအကောင့်တဲ့ဆိုးကျိုးဖြစ်ပေါ်လာတယ်ဆိုတာကျွန်တော်ကချင်နေတော်လာနေလို့ခဲ့တာအနိ90ဖြစ်ပါတယ်ဆိုတော့အဲ့ဒီအနိ90မှာအပြည့်မဲ့တဲ့ကချင်တိုင်းရင်းသားသူတွေရွာတွေဖြစ်စီခါရတယ်အမျိုးသမီးတွေပဋိကြီးခါရတယ်စစ်ပြရတယ်ကိုယ်ပျောက်ဆုံးရတယ်ဒီပြဿနာကိုကျွန်တော်ကချင်နေမကြုံချင်ပါဘူးဒီပြဿနာဒီရဲ့စစ်ရဲ့အဖေဟာဘာလဲဆိုတော့ကျွန်တော်ကချင်နေကောင်းနားလည်ပါတယ်ဒါပေမဲ့ဒီနေ့ထိုးစစ်ရှင်လာတဲ့ပေါ်ဒီရောရက်နေလို့မဖြစ်ပါဘူးကျွန်တော်တို့လူချင်တာနိုင်ငံရဲ့ပြဿနာဖြစ်ပါနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းဖို့ဖြစ်ပါနိုင်ငံရဲ့ပြဿနာနဲ့အဖြေပေါ်ဖို့ဖြစ်ပါဆိုတဲ့အခါမှာကျွန်တော်အခုလက်ရှိမှာခုခံစစ်စင်ရင်းနေတာပါတယ်ဆိုတဲ့အခါမှာဒီရတဲ့ဟာတိုက်ချင်လို့ကချင်တရားပဲတခါလဲစစ်တိုက်ချင်ပါလေဆိုတော့စစ်ကိုတခါလဲစစ်ဟန်ကောစာလောင်မတ်ဆိုတဲ့စစ်ကိုတိုက်ချင်လို့တိုက်နေတာပုံပါဘူးမတတ်တာလို့တော့မဖြစ်နိုင်လို့တော့ဒီအားချင်းနဲ့စိတ်လုံးမမြတ်တော့လေကိုယ်နိုင်ငံကိုရတဲ့တဲ့အခွင့်အရေးကိုယ်နိုင်ငံမှာစစ်မှန်တဲ့ Federal ပြည်တော်စုဒီပေါ်ဆောင်ရေးကိုယ့်ရဲ့တိုင်းနာဒေသမှာဒီမိုကရေစီရရှိရေးကိုယ့်ရဲ့တိုင်းနာဒေသမှာ human rights ရရှိရေးဒီအရာတွေကျွန်တော်တို့ကိုလက်ရှိတိုင်းနေဖြစ်ပါတယ်လောကရဲ့ချိန်ကာလမှာဘာမှမရှိတဲ့ကချင်ပြည်နယ်မြောက်ပိုင်းတိုင်းမှာရှိတဲ့အငယ်စားအရာရှိတွေနဲ့ကျွန်တော်အပြစ်ခရစေးရေးဆိုမှအခုဝါတဲ့ဒေသမှာလို့တနပ်ပဲပြဖောက်ရမှာမင်းတို့ဘာသာမင်းတို့လည်းနိုင်ငံရေးပြတ်တာနိုင်ငံရေးအဖြစ်ဘာမှမပြောနဲ့ခဏအပြစ်ခရစေးမှုပောက်ကွဲမှုခဏညီဖို့ဒီလိုလုပ်ဆောင်ပါဒီရတဲ့ဟာကျွန်တော်ကချင်တရားနဲ့တောင်းဆိုတဲ့အရာပေါ့ဒီရတဲ့ဟာဘူကြောင့်စံကလေးကကျွန်တော်လက်မထုတ်ခဲ့တဲ့အရာဒီကိုဆိုတော့ကျွန်တော်ဒါကြောင့်လက်ရှိကျွန်တော်ကချင်နေတယ်တပ်ဘွားဒီထိုးစစ်စင်မှုကိုရတတ်ဖို့ကျွန်တော်တို့တောင်းဆိုပါတယ်အထူးသဖြင့်ဒီနေ့ပြောလို့ပါတော့ဒီလက်ရှိဒီတာယုံ UK တာယုံတဲ့စစ်တိတ်ဆိတ်ဆိုရကိုကျွန်တော်တောင်းဆိုတော့ဒီမှာကချင်ဒေသမှာဖြစ်နေတဲ့ထိုးစစ်စင်မှုအလောအကြီးနဲ့တို့တိုက်ပွဲကိုကြီးထွားစေဖို့ပြင်ဆင်နေရဖို့ချက်ချင်းရပေးဖို့ကျွန်တော်တို့အနေနဲ့တောင်းဆိုပါတယ်ကျွန်တော်တို့တိုင်းရင်းသားကချင်တွေပြီးတခြားအားလုံးလိုလားတဲ့အရာဟာစစ်ပွဲစစ်တိုက်ခိုက်ခြင်းစစ်လည်းနဲ့အဖြစ်ပေါ်နေတာဖြည့်ရှင်းခြင်းမဟုတ်ပါဘူးဆိုတာကိုဥစ္စာပထမပြောလို့ပါနောက်မှကျွန်တော်နိုင်ငံရဲ့ဖြည့်ရှင်းမှုကိုလည်းကျွန်တော်တို့အနေနဲ့ individual ကျွန်တော်ကချင်တယောက်တည်းအနေနဲ့မဖြည့်ရှင်းလို့ပါဘူးလောကရဲ့နိဗ္ဗာန်ညာတာရှင်များဆိုအချိန်ကာလယူမှာအပြည့်ခရစေးမှာကျွန်တော်အဖြည့်ရှာခဲ့တယ်ဘာမှအဖြည့်မပေါ်ဘူးဒါကြောင့်ကျွန်တော်တယောက်တစ်ဖွဲ့အစည်းအနေနဲ့ကျွန်တော်တိုင်းဒါတခုအတွက်ကျွန်တော်အပြည့်ခရစေးရဲ့နောက်မှထာဝရငြိမ်းချမ်းတဲ့ပြည်တော်စုနိုင်ငံတော်ဒီဟောင်းရေးပေါ်ကျွန်တော်ဘယ်တော့မှပြခရpeace talk တော့ငင်းချရေးစကားပြောတော့မှာအခုတိုင်းဒါအားလုံးစုစည်းပေါ်ဝင်တဲ့ UNFC Unity of Nationality Federal Council တို့အဖြစ်တာကျွန်တော်ဒီနေ့အပြစ်ခရစေးပြောမယ်တို့အပြစ်စကားပြောတဲ့နေရာမှာအများစုပြည်တဲ့ဒီမိုကရေစီအင်အားစုတွေပါဝင်မယ်နောက်မှအမျိုးသားကောင်းဆောင်ဖြစ်တဲ့ဒေါ်ဆာစုကြည်နေနဲ့ဂျာခါနေနဲ့ပါဝင်မယ်နောက်မှ UNPP အနည်းဆုံးအိန္ဒိယချင်းနိုင်ငံတွေနိုင်ငံတွေတက်တည်ပါဝင်မယ်တက်ရှိသိသိဆိုရတဲ့စကားပြောမယ်စကားပြောတဲ့ဆိုတဲ့နေရာမှာလက်ရှိ2008 Constitution ပေါ်မှာလည်းကျွန်တော်လုံးဝပြောမှာမဟုတ်ပါဘူး2008 Constitution ဟာသူတို့စီအစိုးရအာဏာတည်မြဲဖို့ကပေါ်ဆောင်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဒီ2008 Constitution ပေါ် frame တဲ့ကျွန်တော်ပြောမှာမဟုတ်ပါဘူးဒါကြောင့်2008 Constitution ကိုလုံးဝကျွန်တော်
ဆန့်ကျင်တယ်ပြည်လုံးစိတ်တက်ပြည်လုံးမှာပြုတ်ခဲ့တဲ့ဂတိကဝတ်ပေါ်မှာအခြေခံမှာ UNFCRP ကတနိုင်ငံလုံးတိုင်းရင်းသားဒေသဗမာနိုင်ငံတနိုင်ငံလုံးအရှိအနောက်တောင်မြောက်အလောက်ပေါ်ကနေတောင်ပေါ်ကနေဟောအောက်မြေပြတ်ကိုပင်လယ်ဝါတီနောက်မှဒီကချင်းနေသားဒီကချမ်းဒီကအလုံးဟာဝရငင်းချမ်းဖို့ဟာဝရတိုက်ခိုက်မှုတရားနဲ့တရားယုံကြည်ခြင်းကိုပြန်လဲ reconciliation လို့ကျွန်တော် UNFCRP နဲ့စကားပြောဖို့တည်တယ်စကားပြောဖို့လည်းလိုအပ်တယ်ထွားပြီးသားလေပြင်ရှင်းတယ်လည်းဒီလားဒီရကိုကျွန်တော်တိုင်းရင်းသားတွေအပြည့်ဒီမှာရှိတဲ့ဒီမိုကရေစီများဆိုအားလုံးကြောက်တဲ့အားလုံးနားလည်မှာထောက်ခံဖို့လိုအပ်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီရကိုကျွန်တော်တိုင်းရင်းသားတွေတောင်းဆိုတယ်ကျန်တဲ့ဒီမိုကရေစီများဆိုအားလုံးလည်းဒီရကိုဝိုင်းဝန်းပေါက်ဖို့ကျွန်တော်တောင်းဆိုဝိုင်းဝန်းပေါက်ဖို့ဝိုင်းဝန်းလို့ဆောင်ခြင်းဟာကျွန်တော်တို့ရဲ့အဖြစ်ဖြစ်မယ်ဝိုင်းဝန်းပေါက်လို့ဆောင်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့တူးစီရဲ့ပါဝင်မှုဟာတူးတရားရဲ့ပါဝင်မှုဟာအလုံးစုကြည့်လိုက်ကျွန်တော်အောင်ကောင်းပါတယ်ဥပမာစီးတယ်ကနောက်တစ်ဆက်ကြောင့်စီမဖြစ်တော့လဲစီမနောက်ဆက်ပေါ်ကိုရဲ့စီးတယ်သူစီးခြင်းအပြင်စီးဆိုတာဖြစ်လာအကြောင်းမို့ကျွန်တော်သူစီးခြင်းဟာအင်ဟာဖြစ်တယ် unity is strength အကြောင်းမို့ကျွန်တော်နောက်ဆုံးအနေနဲ့ပြောတော့နံပါတ်1အနေနဲ့ကျွန်တော်တို့ unity အရေးကြီးတယ်ဆိုစီအောင်နံပါတ်2အနေနဲ့အရေးကြီးတယ် unity အရေးကြီးတယ်နံပါတ်3အနေနဲ့အားလုံးစုစည်းကြပါဆိုဆိုကျွန်တော်ကချင်တိုင်းသားအားလုံးကိုစားဒီကအနေနဲ့ပြောဆိုမှုကိုချုပ်ပါအားလုံးကို